အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ9ရက်နေ့ဆိုတော့ဒီနေ့မှာတော့သတင်းထူတွေကတော့ A ကနေပြီးတော့ကပ္ပစ16ကိုဆော်ပြီးဆိုတော့သတင်းသတင်းကတော့တကယ်သတင်းထူနေနေကျွန်တော်တို့တွေ့ရမယ်တခြားသတင်းတွေကတော့ Iran စစ်ပွဲကတော့ဆက်နေတော့မယ်နော်ဆိုတော့ဒီနေ့ကတော့ပထမဆုံးကျွန်တော်တို့ကြားမယ့်သတင်းကတော့ဒီ Britain မှာ Britain အစိုးရကမြန်မာနိုင်ငံကလူတွေအဲ့ဒီမှာကျောင်းသားတွေပညာသင်တာရှိတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ကမြန်မာပါဝင်ပေါ့၄နိုင်ငံနော်၄နိုင်ငံကကျောင်းသူကျောင်းသားတွေကိုအကုန်လုံးဗီဇာပေးလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဗီဇာတွေကိုနေပြီးတော့တက်တန်းတိုးလို့မရတော့ဘူးเนาะဆိုတော့အဲ့ဒီဟာကတော့ကျွန်တော်တို့မြန်မာနိုင်ငံပါမယ်ပြီးလို့ရှိရင်တော့ Afghanistan ပြီးလို့ရှိရင်တော့ Cameroon ပြီးလို့ရှိရင်တော့ Sudan ဒီ၄နိုင်ငံကိုနေပြီးတော့ Britain နိုင်ငံကဒီကျောင်းသားတွေရဲ့ဗီဇာကိုထပ်ပြီးတော့တိုးလို့မရတော့เนาะဗီဇာကိုပိတ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့မြန်မာနိုင်ငံကကျောင်းသားတွေတော်တော်အခက်အခဲကြုံနေရတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်နောက်တစ်ခုကစစ်ဖေးရရလုံချုံရဲ့အရာရှိเนาะရေဝင်ဦးအဲ့ဒါကဒီမအလာရဲ့တကယ်လူယုံတော့เนาะလူယုံတော့ကိုနေပြီးတော့နံပါတ်2ဒီကာကွယ်ရေးစီးမှာဆိုလို့ရှိရင်တော့ဒီနံပါတ်2နေရာမှာယူထားတဲ့เนาะ J ကာကွယ်ရေးဦးစီးချုပ်ကိုနေပြီးတော့အဲ့ဒီမှာစိုးဝင်ကိုနေပြီးတော့ဖြုတ်လိုက်တယ်ဖြုတ်လိုက်ပြီးမှအခုသူ့ကိုနေပြီးတော့သူ့ရဲ့လူယုံတော့ကိုနေပြီးတော့ထိုက်ပြီးတော့เนาะခန့်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာဒုကာကွယ်ရေးဦးစီးချုပ်မှာဆိုလို့ရှိရင်တော့အခုဒီစိုးဝင်ကနေပြီးတော့ဆက်ပြီးတော့ထမ်းဆောင်နေလို့ပဲကာကွယ်ရေးဦးစီးချုပ်ပြီးလို့ရှိရင်တော့ဒုဦးစီးချုပ်ဒီနှစ်ယောက်ရဲ့တာဝန်ကတော့ဒီတိုင်းပဲဆက်ရှိသေးတယ်ဆိုရင်တော့အခုနကဒီဒုကာကွယ်ဦးစီးချုပ်နေရာမှာတော့ရှိသေးတယ်ဒုတိယမြောက်လူပေါ့ဒါပေမဲ့ကြီးတက်ကိုလည်းသူကကင်ထားတဲ့ဟာကိုနေပြီးတော့နောက်တစ်ယောက်ကိုအစားသွင်းလိုက်တယ်နောက်တစ်ယောက်ကိုအစားသွင်းလိုက်တာကဒီမအလာရဲ့လူဝင်တော့အဲ့ဒါကနေပြီးတော့ဒီရေဝင်ဦးဆိုတဲ့လူကနေပြီးတော့အဲ့ဒီမှာတာဝန်ယူတယ်ပြီးလို့ရှိရင်တော့ဒီတာဝန်ယူထားတဲ့တိုင်းမိုးတွေဘုံမိုးချုပ်ရထုတွေကိုနေပြီးတော့ပြောင်းလဲတွေတော်တော်လုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့စက္ကစမှာတော့တော်တော်ကိုပြောင်းလဲလုပ်တယ်လူတွေတော်တော်ရှိတယ်နော်ဘလောက်ပဲတည်သူတို့ကအဲ့ဒီမှာလူတွေပြောင်းလဲတွေခဏလုပ်တယ်ဆိုတော့မလုပ်နိုင်တာတစ်ခုကကျွန်တော်တို့ NUG เนาะအစိုးရဘာလို့ပြောတယ်လို့လည်းပြည်သူလူထုတွေတောင်းဆိုတယ်ပြောင်းလဲလို့ဒါပေမဲ့ပြောင်းလဲတယ်လို့သူတို့ထုတ်ပြန်လိုက်တယ်ဒါပေမဲ့အဲ့ဒီလူတွေပဲเนาะအဲ့လိုမျိုးဖြစ်နေတယ်เนาะရာထုတွေနေရာတွေနည်းနည်းပြောင်းလဲလုပ်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီလူတွေပဲပြီးလို့ရှိရင်တော့သူတို့ကဒီဖုံးပွားနေတဲ့ဝကြီးဌာနတွေကိုနေပြီးတော့နည်းနည်း short ချလိုက်တယ်နော် short ချလိုက်တယ်ဒါပါပဲနော်တခြားဟာတွေတော့ဒီလူပဲလုံးဝအပြောင်းလဲမရှိဘူးသူတို့မှလူစားထိုးစရာမရှိဘူးသူတို့ထက်တော်တဲ့လူဘယ်သူမှမရှိဘူးနော်အယုတ်ကြီးပါအခုဥဆောင်တဲ့လူတွေကအတော်ဆုံးပဲနော်အတော်ဆုံးပဲအဲဒါကြောင့်သူတို့ကအဲ့လိုမျိုးလုံးဝအပြောင်းလဲမလုပ်ဘူးအခုလူတွေပြောင်းလဲလို့ရှိရင်နော်တော်လိုင်းရအချဆုံးပဲဆိုတာသူတို့ကစိုးရိမ်တဲ့အခါကျတော့သူတို့လုံးဝပြောင်းလဲမလုပ်ဘဲနဲ့သူတို့ပဲဆက်ပြီးတော့နေတယ်ဆိုတော့မအလားကတော့အဲ့လိုမျိုးမဟုတ်ဘူးဒါတစ်ခုကတော့သူကတော့နော်မကောင်းတဲ့လူဆိုမကောင်းတဲ့လူအတိုင်းပဲနော်တကယ်လူယုံတော်ဆိုလူယုံတော်တကယ်သူတို့အပြောင်းလဲလို့တယောက်ပြီးတယောက်သူတို့လောက်တာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့မအလားနဲ့အယူကြီးနဲ့ကွာတဲ့နော်ကွာဟာချက်တယ်ပေါ့နော်နောက်တစ်ခုကဒီမန္တလေးတိုင်းကြောက်ပတောင်းနေမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတယ်အဲ့ဒီမန္တလေးတိုင်းမှာဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်နော်ပြည်သူလူထုတွေကိုနေပြီးတော့အဲ့ဒီမှာဖမ်းတယ်စီးတယ်တပ်ဖြတ်တယ်တယောက်ကိုတပ်ဖြတ်လိုက်တယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်နေအလုံးပေါင်း90ကိုနေပြီးတော့မီရှိုဖြတ်စီးလိုက်တယ်ဆိုတော့မာလာဖက်ကစကားစားရဲ့လူတွေကနေပြီးတော့အဲ့ဒီမှာပြည်သူလူထုတယောက်ကိုတပ်ဖြတ်လိုက်တယ်ပြီးလို့ရှိရင်တော့နေ90ကိုမီရှိုဖြတ်စီးတယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမြန်မာနိုင်ငံမကလို့တကဘာလုံးမှာရိုက်ခတ်တဲ့တဲ့တင်ကအီရန်တော့အရှိအလိမ်ပိုင်းမှာဖြစ်တဲ့စစ်ပွဲနော်စစ်ပွဲမှာဆိုလို့ရှိရင်တော့အခုအဓိကရိုက်ခတ်တာကတကဘာလုံးကိုရိုက်ခတ်တာကစီနော်ရင်းနဲ့စီဆက်စီဒီဇယ်စီဒီမှာဓာတ်စီစသဖြင့်စီတွေဆိုလို့ရှိရင်အဲ့ဒီဖက်မှာတော်တော်ကိုပြဿနာတက်နေတဲ့ခါကျတော့ဒီမှာရင်းနဲ့ထွက်တဲ့နေရာတွေကနေပြီးတော့သွားတဲ့နေရာတွေကိုအီရန်ကနေပြီးတော့ပိတ်လိုက်တဲ့ခါကျတော့နော်အခုမြန်မာနိုင်ငံမှာလည်းပဲတော့ဒီနေ့ထုတ်ပြန်လာပြီနော်အရန်စီရဆိုလို့ရှိရင်ရက်ပေါင်း40စာရှိတယ်ထိုင်းမှာတော့60စာရှိတယ်2လစာပေါ့နော်2လစာဒီဘက်မှာတော့1လကျော်လောက်ပဲဆိုတော့အခုသူတို့ပြောတာကတော့နော်ဒီနေ့ကိုဓာတ်စီရဆိုလို့ရှိရင်1.5တန်းတောင်းတယ်တရက်ကိုဒီဇယ်စီက1.8တန်းစုစုပေါင်း3.2တန်းအထိသူတို့ကသုံးစွဲမှုရှိတယ်တရက်ကိုဒါပေမဲ့အခုသူတို့ကရက်ပေါင်း40စာရှိထားပြီးသားလုံးဝစီပြက်လက်စရာအကြောင်းမရှိဘူးဆိုပြီးတော့ငမဲလုံးဝထွက်ပြောတယ်ပြီးလို့ရှိရင်တော့ဒီကုန်စည်နှုန်းတွေတက်တဲ့အတိုင်းပဲစီတွေဈေးတက်တဲ့အတိုင်းပဲကဘာဈေးပြောင်းလဲသလိုပဲနော်စီရင်နဲ့ဈေးဟာဆိုလို့ရှိရင်တက်နိုင်တယ်ဒါပေမဲ့စီပြက်လက်မှုမရှိဘူးနော်အဲ့ဒီမှာလမ်းမှာလာနေတဲ့သင်္ဘောကဆိုလို့ရှိရင်အစီပေါင်းဆေးလေးစီလာနေတဲ့ဝက်လန်ခုလက်မှာဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့မြန်မာနိုင်ငံမှာစီပြက်စရာမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောလာတာကိုတော့တွေ့ရတယ်။ဘာပဲပြောသူတို့စီမာတခါအရေးကြီးဆုံးကလီယန်စီနော်လီယန်စီပြက်လက်ပြီဆိုလို့ရှိရင်တော့သူတို့ကဆိုလို့ရှိရင်မရှုမလားကြတော့မယ်။ဒါပေမဲ့ဟိုတရနေ့ကပဲရုရှားကနေပြီးတော့လီယန်စီကိုနေပြီးတော့လီယန်ပြန်နဲ့ပို့တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ကြားရတယ်။အဲ့တော့ပို့မှာပေါ့သူတို့ကတော့နော်အဲ့ဒီမှာပဲဆက်ရဖို့ပဲနော်စီပွဲလုပ်တယ်ဆိုတာတော့ပို့ရမှာပဲလိုအပ်တဲ့နေရာမှာသူတို့ပို့ရမှာဝယ်တဲ့နေရာမှာပို့ရမှာပဲသူတို့ကတော့
အခုဒီ hormone ရေလက်ချက်ကိုနေပြီးတော့ Iran ကလော့ဝဖြတ်တဲ့ခွင့်မပေးတော့ဘူးเนาะမပေးတော့ဘူးအဲ့ဒီမှာစီတွေကိုအကုန်လုံးပိတ်လိုက်တယ်เนาะအဲ့ဒီမှာဖြတ်တဲ့ဒီတင်ဘောဟူသမျှကိုနေပြီးတော့ Iran ကပိတ်ဆို့ပြီးတော့အကုန်လုံးနှိမ့်မြုပ်မယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာတော်လာလို့မရတော့ဘူးเนาะတော်လာလို့မရတော့ဘူးဆိုတော့အဲ့ဒီရေလက်ချက်ကဘယ်လောက်အရေးကြီးလဲဆိုလို့ရှိရင်9ပုံတပုံလောက်ဖြတ်တယ်เนาะ9ပုံတပုံလောက်အဲ့ဒီရေလက်ချနေပြီးတော့ဖြတ်ပြီးတော့သွားတယ်เนาะသွားတဲ့ခါကျတော့ Iran ကနေပြီးတော့အဲ့ဒီရေလက်ချက်ကိုပိတ်လိုက်တယ်เนาะပိတ်လိုက်တယ်ဆိုတော့အခုဒီ Iran စစ်ပွဲမှာဆိုလို့ရှိရင်တော့เนาะအခုကောင်းဆောင်တစ်တယောက်ကိုရွေးလိုက်ပြီသူတို့ကလည်းเนาะခမနီသေးသွားပြီခမနီသေးသွားတဲ့အခါကျတော့တကိတ်သဘောထားတင်းမာတဲ့တကိတ်ရက်ဆက်ကျဉ်ကျုံမှုတကိတ်ရက်ဆက်မှုတရုပ်ဖို့ကိုဆောင်းတဲ့သူ့ရဲ့သားပြန်ပြီးတော့ဆက်ခံတယ်เนาะဆက်ခံတဲ့ဒီနေ့ကောင်းဆောင်တစ်ကိုသူတို့ရွေးလိုက်ပြီเนาะသူကနေပြီးတော့သူ့အဖေထက်တောင်မှနော်တော်တော်ကိုတင်းမာတဲ့လူတစ်ယောက်ဖြစ်တဲ့ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်အသက်တော့56နှစ်เนาะသူ့ရဲ့နာမည်ကတော့မိုတာဘာခမနီနော်မိုတာဘာခမနီကနေပြီးတော့ဆက်လက်ပြီးတော့သူရဲ့အဖေရဲ့နေရာကိုနေပြီးတော့အဲ့ဒီမှာဆက်ခံမှာဖြစ်တယ်ဆိုတော့ဒီ USA နဲ့စစ်ပွဲဒီအခုတော့ Israel နဲ့ USA နဲ့ပေါင်းပြီးမှသူတို့ဆော်တဲ့အခါကျတော့เนาะအဲ့ဒီမှာဆိုလို့ရှိရင်ဒီ Iran မှာတော်တော်ကိုအသေးအပြောက်ရှိတယ် USA ဘက်ကလည်း6ယောက်ကြာသွားပြီเนาะ6ယောက်ကြာသွားပြီဆိုတော့ပစ္စည်းရဲ့တန်ဖိုးကတော့ဆုံးရှုံးမှုဘယ်လောက်ရှိလဲဆိုလို့ရှိရင်အမေရိကဘက်ကဒီ4ရက်အတွင်းမှာ2ဘီလီယံเนาะ2ဘီလီယံထိကုန်ကျမှုရှိတယ်အဲ့ဒီမှာဆုံးရှုံးမှုတွေရှိတယ်အဲ့ဒီမှာစစ်သားတွေကတော့6ယောက်ကြာတယ်ကိုဝိတ်မှာကတော့ခုနတည်သွားတဲ့အဲ့ဒီ American စစ်သားကကိုဝိတ်မှာတည်တာเนาะကိုဝိတ်မှာဆိုလို့ရှိရင်တော့ဒီစစ်သားရောက်ပေါင်းမှာဆိုလို့ရှိရင်13000ကျော်ရှိတယ်ဒီမှာမှကျွန်တော်တို့6ယောက်တည်တာเนาะ6ယောက်တည်တာဆိုတော့တော်တော်ကိုအဲ့ဒီမှာရှိသေးတယ်ဆိုတော့ Iran ဘက်ကစစ်တင်ဘောစီစီကိုလည်းပဲเนาะဒီ USA ကနေပြီးတော့အဲ့ဒီမှာတင်မြုပ်လိုက်တယ်ပြေးပြီးတော့နှမြုပ်လိုက်တယ်သူတို့ကလည်းခုနကဒီ USA ရဲ့တင်ဘောကြီးကိုနေပြီးတော့လေးရတင်ဘောကြီးကိုနှမြုပ်ဖို့တဲ့သူတို့စူးစမ်းတယ်ဒါပေမဲ့အဲ့ဒီဘက်ကတကယ်အရေးကြီးတဲ့ဒုံးတွေပါတယ်တင်တဲ့เนาะအဲ့ဒီတင်ဘော10စီကိုနေပြီးတော့အောင်မြင်စွာနှမြုပ်လိုက်ပြီဆိုတဲ့ဟာကိုလည်းပဲเนาะ USA ကကြီးညာချက်ထုတ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက AA เนาะ AA ဆိုလို့ရှိရင်စစ်တွမျိုးမှာဆိုလို့ရှိရင်ဒီအနီးရွှေမင်းကန်ရေတပ်အနီးမှာရှိတဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဝါဘူတို့အဲ့ဒီမှာတိုးကန်တို့ဂျေတော်တို့ကန်းကော်ကျွန်းတို့ပြီးလို့ရှိရင်တော့ဇော်မဒက်တို့စသဖြင့်ဒီနေရာတွေမှာကြီးကျယ်တိုက်ပွဲတွေဖြစ်နေပြီเนาะအခုစစ်တွေမျိုးနဲ့တော်တော်ကိုနီးနိုင်ပြီเนาะအနီးမှာဆိုလို့ရှိရင်တိုက်ပွဲတွေကြီးကျယ်ဖြစ်နေတယ်အဲ့ဒီမှာနောက်တစ်ခုကထူးခြားချက်ကပါလဲဆိုလို့ရှိရင်တော့ဒီကပ္ပစာ16เนาะကပ္ပစာ16ကိုအရင်တော့ကျွန်တော်တို့တည်င်းချတာက2မိုင်ပဲကွာတော့တယ်လို့3မိုင်ပဲကွာတော့တယ်လို့စသဖြင့်ဒီတည်င်းတွေချရတယ်ဒီနေ့ကတော့တည်င်းထူးတစ်ခုအနေနဲ့ကျွန်တော်တို့ချရတယ်အဲ့ဒါကကပ္ပစာ16ကိုနေပြီးတော့အေးနဲ့ပူပုံဖွဲ့တွေကနေပြီးတော့စပြီးတော့လက်နက်ကြီးတုံးတွေနဲ့ဆော်နေပြီเนาะဆော်နေပြီအဲ့ဒီမှာအထက်မှာတော့ဒီကပ္ပစာရဲ့ဒီအထက်ကိုနေပြီးတော့ဝင်ကျုံးနေပြီเนาะကျုံးနေပြီအဲ့ဒီမှာနေရာ3ခုကိုထိတယ်เนาะ3ခုကိုထိတယ်အခုဒီကပ္ပစာ16ကဒီပဲခူးတိုင်းဒီပတောင်းနေမှာပေါ့เนาะပတောင်းနေမှာအကြီးအကျယ်အဲ့ဒီမှာဒီသူတို့လည်းခုခံနေတယ်လေယာဉ်5စီးနဲ့ခုခံနေတယ်เนาะလေယာဉ်5စီးအပေါ်ကဝေးပြီးတော့အဖကုံခုခံနေတယ်ဒါပေမဲ့ဒီဖက်ကလည်းတိုးလာတယ်အခုကပ္ပစာ16ကိုဆော်တဲ့တည်င်းကိုကြားချင်တာလူတွေအများကြီးကြားချင်ကြတယ်เนาะတော့အခုကတော့စပြီးတော့ကပ္ပစာ16ကိုစပြီးတော့ဆော်နေပြီเนาะအဲ့ဒီကပ္ပစာ16အနောက်မှာရောက်တဲ့အခါကျတော့သူတို့ပိတ်သိမ်းတာတော့ကြာပြီเนาะအဲ့ဒီလုပ်ငန်းတွေရက်ဆိုင်သွားတာတော့ကြာပြီဆိုတော့အခုကတော့နော်သူတို့ကိုစပြီးတော့ဆော်နေပြီ AA နဲ့ပုံပုံဖွဲ့တွေကဆိုတော့အထိခိုက်ပြက်စီးမှုတွေကတော့ကျွန်တော်တို့တည်မတက်လာသေးဘူးဒါပဲနေရာ3ခုကိုနေပြီးတော့ကောင်းမွန်စွာနော်ထိခိုက်တယ်နော်အဲ့ဒီမှာပြစ်မှတ်တွေကိုပြနိုင်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တည်ကောင်းတစ်ခုနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက NUG ရဲ့အရှုပ်ထုတ်ပြဿနာတွေတက်ပြီးတော့တက်လာတဲ့အဲ့ဒါကနေပြီးတော့ PDF နော်အမှတ်800နဲ့နှစ်တူတိုင်ရင်မူဟောင်းပြကြောင်းသူရဲ့နာမည်ကနိုင်လင်းကနေပြီးတော့နော်အခုရေးပေါ်တယောက်ကိုအဲ့ဒီမှာနှိပ်စက်တယ်ညှဉ်းပန်းတယ်ပြီးလို့ရှိရင်တော့တက်ဖြတ်လိုက်တယ်နော်တက်ဖြတ်လိုက်တယ်ပြီးလို့ရှိရင်တော့အလောင်းကိုနေပြီးတော့ဖျောက်တယ်ဖျောက်ပြီးတော့သူထွက်ပြေးသွားတယ်ဆိုတော့အဲ့ဒီအလောင်းမြုပ်ထားတဲ့နေရာကအခုတိုင်ရင်800နဲ့2နဲ့ပေပေါင်း300အကွာမှာရှိတယ်နော်300အကွာမှာအဲ့ဒီမှာဒီ granny ဖက်ကပေါ့အဲ့ဒါကဖြစ်ပြတာ granny ဖက်ကနော် granny ဖက်ကဘာပဲဆိုနေပြီးတော့ PDF ဆိုတာအဲ့ဒီဖက်မှာပဲရှိတယ်ဆိုတော့နေပြီးတော့ကိုတိုက်ဖို့တော့သူတို့မစင်စားဘူးဒါပေမဲ့အဲ့ဒီလိုမျိုးပြစ်မှုကျူးလွန်တဲ့နေရာမှာတော့နံပါတ်1ပဲဒါပေမဲ့သူတို့အချင်းချင်းတော့ဘာမှနော်ဖြည့်ရှင်းလာမရှိဘူးเนาะအဲ့ဒီဘုံကကျတော့သူတို့ဖြည့်ရှင်းနေဒါပေမဲ့ဒီနေရာမှာလူကိုကျတော့ချက်လက်ထားခဲ့တယ်เนาะအဲ့ဒီမလင်းတွေမှာလည်းအကြီးကျယ်ပဲအခုတိုက်ပွဲတွေကြီးကျယ်ဖြစ်နေတယ်စစ်ကြောင်းကเนาะလက်ကြောင်းနဲ့လူအင်အား900နဲ့ထိုးစစ်ဆင်နေတယ်အခုဘုံကရဲ့ဇာတိဖြစ်တဲ့เนาะကြောင်တန်းရွာအပါအဝင်ရွာပေါင်း30ကိုနေပြီးတော့စစ်ကြောင်းထိုးနေတယ်အဲ့ဒီမှာဒီရွာပေါင်း30ကလူ1000ကျော်နေပြီးတော့စစ်ပြေးရှောင်နေရတယ်အခုစစ်ပြေးရှောင်နေရတယ်ဆိုတော့အတိတ်ပြတော့အဲ့ဒီစကိုင်းအလိမ့်နေမှာကိုဘုံကမရှိတော့အဲ့ဒီမှာစကားအသကောင်ထိုးစစ်ဆင်နေအရင်တော့ကဘုံကတော့ရှိတဲ့အချိန်မှာနောက်တစ်ခါမှထိုးတာကျွန်တော်တို့မကြားဘူးအခုကတော့အသကောင်စစ်ကြောင်းထိုးပြီเนาะစစ်ကြောင်းထိုးပြီကောင်းတယ်အဲ့ဒါမှ NUG ရဲ့လက်ရတွေ့ရတာပေါ့เนาะတွေ့ရတာပေါ့ NUG နဲ့ဒီစကားအင်အား900နဲ့ဆော်ကြပေါ့เนาะဆော်ကြပေါ့အဲ့ဒီမှာ
တိုက်ပွဲပြင်းထန်နေတော့ပြောတာပဲเนาะပြောတာပဲเนาะနောက်ဆုံးကြတော့လဲခွေပြေးဝဲပြေးမှာပဲ AUG ဖက်ကเนาะ AUG ဖက်ကဆိုတော့အဲ့ဒီနေရာမှာတော့သူတို့အတော့မကြဘူးเนาะအဲ့ဒီပလေးနေမှာဒီဘောလကာကိုနေထုတ်ဖို့ကတော့သူတို့တော်တော်ကိုတတ်တိရှိတယ်စီလုံးကြတယ်တမိုးတွေအစီဝေးလောက်ကြတယ်เนาะအစီဝေးလောက်ကြတယ်ဆိုတော့အခုကတော့ဘောလကာတော့မရှိတော့ဘူးဘောလကာရဲ့လက်တန်တွေပေါ့เนาะလက်တန်တွေသူကတော့လက်မေကြီးဖြစ်သွားပြီเนาะဆိုတော့နောက်ကိုရနေပြီးတော့အဲ့လိုမျိုးအကြောင်းအရာတွေပြောပြလိုက်တယ်သူတို့ထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တယ်အဲ့ဒီမှာ AUG နဲ့ဆော်ပါလေရောဆိုတော့အဲ့ဒါ AUG နဲ့ဘောလကာနဲ့ဆော်တာအခုတိုက်ပွဲဖြစ်နေတာเนาะဘာဖြစ်ဆိုဘောလကာမရှိတော့ဘူးလေเนาะဒီမှာရှိတဲ့အခါကျတော့အခုဘောနကာရဲ့လက်တံဖြစ်တဲ့ဘောနကာကလက်မိတ်ကြီးဟိုနောက်နေပြီးတော့ချုပ်ကင်ထားတယ်ချုပ်ကင်ပြီးတော့စကားစားကိုတိုက်ခိုင်းတယ်ဆိုတော့အခုအတော့ကုံတိုက်နေတယ်ဒီမှာရောအားလူတွေအတော့ကုံထွက်ပြေးနေရတယ်ရောပေါင်း30ဆိုတော့ဒါကတော့စိတ်မကောင်းစရာပဲเนาะဆိုတော့အဲ့ဒီနေဟာကိုကြတော့သူတို့ဒီ NUG ကတပေါင်းတိုင်းရင်ပေါင်း300ပဲမှာရောက်သွားတယ်မသိဘူးเนาะပြန်မှာပြေးနေကြတယ်ဘာကြောက်နေကြလဲเนาะအဲ့ဒီမှာခံတိုက်ပြီးတော့အဲ့ဒီပလဲမျိုးကိုသိမ်းလိုက်တော့ဘောနကာလည်းမရှိတော့ဘူးလေညောင်ခလုံးလည်းမရှိတော့ဘူးစစ်တပ်နဲ့ NUG ပဲကျန်တော့တယ်เนาะခြားကြတော့အခုချိန်မှာပဲလက်ဆုံးပြတော့เนาะပြတော့ဆိုတော့အခုလက်ဆုံးပြတော့မပြတာတော့မသိဘူးเนาะမကြခင်ကြားလိမ့်မယ်ခွေးပြေးပဲပြေးလေဆိုတဲ့ဟာကိုကျွန်တော်တို့ကြားလိမ့်မယ်ဒါပေမဲ့စကိုင်းနိုင်မှာတော့တော်တော်ကိုဒီတော်လိုင်းဖက်ကအင်အားတွေကောင်းနေတယ်တောင်းတန်တော့ဒီစစ်တပ်ဖက်ကနေပြီးတော့เนาะတကိတ်စုံမုံနေပြီးအဖြစ်တကိတ်အင်အားကောင်းပြီးတော့သူတို့အကြီးအကျယ်ချိန်မုံနိုင်တဲ့အဆင့်တော့မရှိဘူးဆိုပြီးမှဒီကျွန့်ကျင်တဲ့လူတွေကတော့တော်တော်ကိုတုံ့တက်ထားတာတော့ရှိတယ်เนาะအခုကတော့အလဲမှာဆိုလို့ရှိရင်အား900နဲ့စစ်ကြောင်းထိုးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အခုဘုံကားတို့နေတဲ့ဇာတိနေမြေတွေအကုန်လုံးပြည်သူလူထုတွေတော်တော်ကိုဒုက္ခရောက်နေကြပြီဆိုတော့အဲ့ဒီဟာကိုကာကွယ်ပေးဖို့ကတော့ AUG မှာတာဝန်ရှိတယ်နော်တာဝန်ရှိတယ်ပြည်သူလူထုတွေကိုကာကွယ်ပေးရမယ်နော်အဲ့ဒါကတော့လုပ်ရမယ်လုပ်အခုနလုပ်ရမယ်အလုပ်တွေတော့မလုပ်ဘဲနဲ့အခုနေပြီးတော့ PDF တွေကစစ်တိုက်မဲ့အစားနေပြီးတော့ဝင်ကျုံမဲ့အစားလူကိုတတ်တယ်နော်တော်လိုင်းရောက်ဖွဲ့တွေကိုတတ်တယ်တတ်ပြီးတော့အလောင်းကိုညှုပ်တယ်ညှုပ်ပြီးတော့သူဟာသူထွက်ပြေးသွားပြီဒုတိုက်ရမှုတော့ဒါဘာမှတော့မကြောက်ဒီလိုတွေတော့ကိုချင်းချင်းတတ်ဖို့ပဲတုံးကြတယ်ဆိုတော့ဒီနေ့မတ်လ9ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို